GNG Thaihouse ကနေပြီးတော့အပတ်စဉ်တိုင်းမှာ location ကောက်မှာတည်ရှိတဲ့အိမ်ယာ project နဲ့ကိုလိုတွေကိုမိတ်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မို့ page လေးကို like and follow လုပ်ထားနိုင်ပါတယ်ဗျကျွန်တော်အခုပြပေးမှာတော့460 square meter ကာလာလို့နာမည်ပေးထားတဲ့ luxury နှစ်ထပ်လုံးချင်းအိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်ရဲ့အတွင်းကဖွဲ့စည်းပုံဒီဇိုင်းတွေကလည်းအခြားအိမ်ယာလည်းမတူပဲတော်တော်လေးကိုလှပါဗျကျွန်တော်အထင်မှာအသေးစိတ်လိုက်ပြရပါမယ်ဒါကသူကဝင်လာခြင်းမှာဆိုကားပါကင်ထားလို့ရတဲ့နေရာဖွဲ့စည်းပေးထားပါဗျတော်တော်လေးကိုကျဲပါတယ်အတွင်းကတော့သွားကြည့်အောင်ဒီဘက်မှာဆိုရင်လည်းသူက green space ဖွဲ့စည်းပေးတာတွေ့ရပါဗျအညောင်းညာပြည်လန်းထွက်လျှောက်လို့ရအောင်သူကပြင်ဆင်ပေးတာဖြစ်ပါတယ်ဝင်ချင်းမှာဆိုသူတုံးပေးထားတဲ့ဒေါ်နဲ့ရံများစာတော်တော်လေးကိုလာပါဗျကားပါကင်ကိုသွားကြည့်ရအောင်ဝါဒါတော့ကားပါကင်ပဲဖြစ်ပါတယ်ကားပါကင်ရဲ့ space ကတော်တော်လေးကိုကျယ်ပါဗျဒီဘက်မှာဆိုသူကထပ်ပြီးတော့နာနာနေလို့ရအောင်ထိုင်လို့ရတဲ့နေရာထိုင်ခင်းတွေဖွဲ့စည်းပေးတာကိုတွေ့ရပါတယ်ဒီဘက်မှာဆိုလည်း island table ထပ်ပြီးတော့ဖွဲ့စည်းပေးထားပါတယ်ဗျဒီဘက်မှာဆိုရင်သူက EV charger လည်းဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်ထပ်ပြီးတော့ living room ကိုသွားကြည့်အောင်ဒီရဲ့ကားပါကင်ကနေဒီဘက်လာလိုက်မယ်ဆိုရင် dining room area လည်းရှိပါတယ်ဗျသွားပြီးကြည့်အောင်ခုမြင်တွေ့နေရတော့ dining room area ပဲဖြစ်ပါတယ်သူကလည်းအကန့်အကန့်ဖွဲ့စည်းပေးထားပါတယ်ဗျဒါတော့ dining room area ရဲ့ space ပဲဖြစ်ပါတယ်ဒီမှာဆို island table ရှိပါတယ်ဒီမှာဆိုရင်သူကထပ်ပြီးတော့ kitchen ထပ်မှဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဗျတော်တော်လေးကိုလာပါတယ်တော်တော်လေးကိုကျေပါတယ်ဗျထပ်ပြီးတော့ living room ကိုသွားကြည့်အောင်ဒီဘက်ချမ်းမှာဆိုသူက living room area ဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဝါ space ကလည်းတော်တော်လေးကိုကျေပါတယ်ဗျဒီဘက်မှာဆိုနားနားနေလို့ရအောင် sofa တွေဖွဲ့စည်းပေးထားတော့တွေ့ရပါဗျဒီဘက်မှာဆိုသူက meeting room အနေနဲ့ထပ်မှဖွဲ့စည်းပေးထားတော့တွေ့ရပါတယ် space ကတော်တော်လေးကိုကျေတဲ့အတွက်ကြောင့်မို့ meeting room အနေနဲ့ထပ်မှဖွဲ့စည်းပေးထားတော့တွေ့ရမယ်ဒီဘက်မှာဆိုသူကမှန်နေကတော့သူကမှန်အပြည့်ပေါ့နော် sliding glass door တုံးပြီးတော့တွေ့ရပါတယ်ဗျမှန်အပြည့်ဖွဲ့စည်းပေးထားတဲ့ကြောင့်မို့ luxury vibe ကိုပြေဝခံစားရရှိမှာဖြစ်ပါတယ်အပေါ်ထပ်သွားကြည့်အောင်ဝါဒီမှာဆိုသူ handrail ပေါ့နော်တုံးထားတဲ့တကားလက်ကင်ကလည်းမှန်အပြည့်ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျသူ့ရဲ့ design ကြီးစီရင်ကလည်းအရန်ကိုမြင့်ပါတယ်ပထမအိတ်ခန်းကိုသွားကြည့်အောင်ဒီဘက်အိတ်ခန်းမှာဆိုသူက master bedroom ပေါ့နော်သူက balcony နဲ့ပါတယ် space ကတော်တော်လေးကိုကျယ်တယ်ဒီဘက်ချမ်းမှာဆိုရင်ထပ်ပြီးတော့ walk-in closet ဖွဲ့စည်းပြီးတော့တွေ့ရပြီးတော့ကဲမှာဆိုရင်ဖတ်တော်အိတ်ခန်းရှိပါတယ်ဒါတော့ဒုတိယ master bedroom အိတ်ခန်းပဲဖြစ်ပါတယ်အထက်တော့ကြည့်အောင်ဒီ master bedroom မှာဆိုသူကspace ကလည်းကျယ်ပါတယ်ဗျ balcony နဲ့တွေ့ရပါမယ်သူရဲ့ကဲမှာဆိုရင် makeup table ပေါ့နော် makeup table ဖွဲ့စည်းပေးထားပြီးတော့ bathroom လည်းရှိပါတယ်ဒါတော့နောက်ဆုံး master bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဒီ master bedroom အိတ်ခန်းကတော့အကျယ်ဆုံးပဲပေါ့နော်သူစီမင်းကလည်းအရန်အောင်မြင့်ပါတယ်ဗျ balcony နဲ့တွေ့ရပါမယ်သူရဲ့ကဲမှာဆိုရင် makeup table နဲ့ bathroom ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်တက်ကြည့်အောင်တော်တော်လေးကိုကျယ်ပါတယ်ဗျဒီဘက်မှာဆိုရင် makeup table နဲ့ walk-in closet ဖွဲ့စည်းပြီးတော့တွေ့ရတယ်ဒီဘက်ဘတ်တက်မှာဆိုရင်လည်းတော်တော်လေးကိုကျယ်ပါတယ်ဗျဒါကတော့ရေချူလို့ရနေတာတစ်ခုရှိမယ်ဒီဘက်မှာထိုင်နိုင်ရှိမယ်ဒါတော့ဘတ်တက်ပဲဖြစ်ပါတယ်ဘတ်တက်ကသူကတော်တော်လေးကိုကြီးပါတယ်ဗျအဲ့တော့ဒီအိမ်ယာ project ကိုစိတ်ဝင်စားလို့ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှင်လို့ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်ဆန်းနိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်မယ်ဆိုတော့ GNG Thaihouse Space ကိုဆက်သွယ်မြန်ဆန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်